အချိန်ကတော့ည8 နာရီလောက်ရှိနေပါပြီ။ယထာပူတာမှလည်းလူတွေပြည့်နေပြီးလာတဲ့ယထာကိုစီဖို့စောင့်နေကြတာပါ။လူတွေကတော်တော်များပါတယ်။အဲ့ဒီချိန်မှာပဲတခြားမျိုးယထာနဲ့လိုက်ဖို့လုပ်နေတဲ့အီချီကိုတယောက်အသေးတန်ကဲမှန်ပြေးလာပါတော့တယ်။အသေးတန်ကဲမှန်ပြေးမမီတော့ပါဘူး။ယထာကတကားကိုစွတ်တွေပိတ်ပြီးတဖြည်းဖြည်းချင်းနဲ့ပဲအမြန်ကြီးကိုမောင်းထွက်သွားတာပါ။ဒီတော့ယထာပူတာမှကြံခဲ့တဲ့မောင်အီချီကိုတို့ကတော့နောက်ထပ်လာမယ့်ယထာကိုပဲစောင့်ဖို့ဆုံးဖြတ်လိုက်ရပါတော့တယ်။မဆောင်လည်းမရတော့ပါဘူး။အီချီကိုကတော့မောဒေါသထွက်နဲ့တဟောဟောနဲ့ကိုဖြစ်နေတာပေါ့။ဒီအချိန်မှာပဲလက်ဆွဲအိတ်တစ်လုံးဆွဲလာပြီးတတရရဝတ်ထားတဲ့လူတယောက်ကအီချီကိုထိုင်နေတဲ့ထိုင်ကုန်ပြီးမှလာထိုင်ခဲ့ပါတယ်။ပြီးတာနဲ့သူကလက်ဆွဲအိတ်ကိုအီချီကိုနဲ့သူ့ရဲ့ကြားထဲမှာချထားလိုက်ပါတော့တယ်။အဲ့ဒီလူစိန်ကသူ့အတွင်းအိတ်ကထဲကနေအပြာရောင်နဲ့အနီရောင်ရှိတဲ့စာရွက်ပြားတစ်ခုထုတ်လာလိုက်ပါတယ်။ပြီးတော့အီချီကိုသူနဲ့ဂိမ်းကစားမလားပေါ့။ဒီဂိမ်းမှာတကယ်တော့ကလေးတွေစောက်တဲ့ဂိမ်းမှာဒါကြောင့်အီချီကိုကလည်းဒီဂိမ်းကိုစိတ်ဝင်စားပါဘူး။ဒါပေမဲ့လူစိန်ကအီချီကိုစိတ်ဝင်စားမဲ့ဟာကိုတကွက်လောက်ပြလိုက်ပါတယ်။အဲ့ဒီပတ်စံတွေကိုမြင်လိုက်ရတဲ့ခါမှာတော့အီချီကိုလည်းပတ်ဆက်ကြီးဟပြီးတော်တော်လေးကိုအံ့ဩသွားတာပေါ့။သူ့မှာစော်ပေးဖို့ပတ်စံလူနေတာပါ။ဒါကြောင့်ကစားဖို့လှုပ်လိုက်ပါတယ်။ကစားနေရတယောက်ရဲ့စက်ကူပြားကိုတယောက်ကမှောက်အောင်လုပ်ပြရမှာပါ။ဒါပေမဲ့အစပိုင်းမှာတော့ကန်ကောင်းတက်တဲ့အီချီကိုပဲရှုံးနေပြီးတခါရှုံးတိုင်းပါရစ်ကြီးအရိုက်ခံနေရပါလေရောအီချီကိုတယောက်တခြားသူစီကပတ်စံမရပဲရှိတဲ့ပတ်စံတွေပြောင်းပြီးဆံပြုတ်တော့မတောက်နိုင်ဖြစ်ခါနီးနေပါပြီကန်ကောင်းတာတခုကတော့နောက်တစ်ချိန်ကစားပွဲမှာပဲအီချီကိုကနိုင်သွားတာပါဒီတော့သူလည်းသူ့ကိုအမှန်ကန်လာပြင်းနေတဲ့ငနေကိုဒီတခါတော့ရှယ်ပလန်နဲ့ကိုရိုက်ပစ်တော့မယ်ပေါ့ဒါပေမဲ့တီလူကအီချီကိုတားလိုက်ပြီးပတ်စံတွေပေးဖို့လှုပ်လိုက်ပါတယ်အီချီကိုနေနဲ့လေတီလူကိုဘားရိုက်လဲအလကားပါပဲအဲ့တော့သူလည်းပတ်စံပဲယူလိုက်ပါတယ်ဒါပေမဲ့တီလူကသူ့ကိုအဝိုင်းလေးတောင်ထရီကန်ပုံပါတဲ့ကပ်ပြားလေးတစ်ခုကိုပေးလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဖုန်းနံပါတ်တစ်ခုလည်းပါပါတယ်သူ့ကိုဘာအဝရိုက်သွားတဲ့လူကတော့နောက်ထပ်ရောက်လာတဲ့ယထာပေါ်တက်သွားပါပြီဒီတစ်ခါလဲအီချီကိုတယောက်ယထာကိုမမီတော့ပါဘူးဒါပေမဲ့လည်းပတ်စံတော်တော်ရလိုက်တာမလို့အေးဆေးဖြစ်သွားပါပြီဒီလိုနဲ့ညကတော်တော်လေးကိုနောက်ကျသွားမှပဲအိမ်ပြန်ရောက်သွားခဲ့ပါတယ်The next day နောက်ရက်မှာတော့အီချီကိုကဟိုလူစိန်ကသူ့ကိုပေးခဲ့တဲ့ကတ်ထဲကဖုန်းနံပါတ်ကိုဆက်လိုက်ပါတယ်အဲ့ဒီလူတွေကသူ့ကိုလမ်းပေါ်မှာပဲခဏဆောင်ဖို့ပြောပြီးဖုန်းချသွားခဲ့ပါတယ်တိတ်မကြပါဘူးကားတစ်စီးလည်းသူ့ရှေ့ကိုရောက်လာပြီးရက်သွားပါတော့တယ်ကားတကားမှန်ကိုဖြည်းဖြည်းချင်းချလိုက်တဲ့အခါမှာပထမဆုံးမြင်ရတာကတော့ကားမောင်သမားကမျက်နှာဖုံးတက်ထားပြီးထူးဆန်းတဲ့ဝတ်စုံတစ်စုံကိုဝတ်ထားတာပါပဲသူကကားမှန်ကိုပြန်ပိတ်လိုက်ပြီးကားတကားကိုဖွင့်ပေးလိုက်ပါတယ်ဒီနောက်မှာတော့အီချီကိုလည်းကားပေါ်ကိုပူမတိပါမတိတက်သွားတော့တာပေါ့အထဲမှာတော့လူတွေရှိနေပါတယ်ကားနောက်ခန်းမှာသူ့